တွေကိုပြန်တက်ဖို့ယာတွေကိုမိရှုပ်ဖို့အတွက်နော်ထောက်ကူဖြစ်လို့ဖြစ်နေတဲ့ကြောင့်ဒီအခွန်မပေးတင်ဘူးလို့သူကပြောလာတာဖြစ်တယ်အဲ့တော့ဒီ passport နဲ့ပတ်သက်ပြီးတော့နော်ဒီ passport တက်တန်းပေါ့နော်နိုင်ငံတစ်ခုမှာ passport တက်တန်းကုန်သွားတယ်တွန်းသွားလို့ရှိရင်ဘာလုပ်မလဲနော်ဘာလုပ်မလဲအဲ့နိုင်ငံတွေလည်းဘာလုပ်မလဲနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တကယ်ကတော့ဒါကိုနော်ဒီကဘာကတီးအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင် passport တက်တန်းနဲ့တက်တန်းကုန်သွားတဲ့လူတယောက်ကိုအဖမ်းဆီးခံရမယ့်နိုင်ငံကိုပြန်ပို့လို့မရဘူးဒါလူခွင့်ရေးသဘောတရားပဲเนาะအဲ့ဒါ passport တက်တန်းကုန်တာကိုเนาะအဖမ်းခံရအောင်နိုင်ငံကိုပြန်ပို့လို့မရဘူးသူ့နိုင်ငံအနေနဲ့ပဲလူခွင့်ရေးအရာဒါကိုကာကွယ်ပေးဖို့အတွက်เนาะကုလသမဂ္ဂရဲ့လူခွင့်ရေးကော်မရှင်ကဖြစ်စီတောင်းဆိုလို့ရှိရင်ဒီအစိုးရရဲ့လိုက်နာမှာဖြစ်တယ်เนาะလူတယောက်ရဲ့အခွင့်အရေးဘာပြစ်မှုမှမလုပ်ဘဲနဲ့လူတယောက်ရဲ့အခွင့်အရေးဆုံးရှုံးသွားမှာလူတယောက်ကိုဒုက္ခတော်တဲ့ကိုတွန်းပို့မှာလူတယောက်ကိုရဲရဲစဲတပ်ဖြတ်ပဲနေရောတွန်းပို့ကလုပ်တဲ့လူခွင့်ရေးကိုเนาะချိုးဖောက်ရမယ်ချိုးဖောက်တာပဲဖြစ်တယ်အဲ့ခါကျတော့ဒီအချိန်မှာကျွန်တော်စိတ်ကူးလို့ရတဲ့ idea လေးတစ်ခုပေါ့เนาะကျွန်တော်စိတ်ကူးလို့ရတဲ့ idea လေးတစ်ခုရှိတယ်အဲ့ဒီ idea လေးကိုเนาะအကောင့်ထဲခေါ်ကြည့်မယ်ဆိုလို့ရှိရင်เนาะမကောင်းဘူးလားအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံရဲ့ပြင်ပမှာအခုဆိုရင်10တန်းနီးပါးလောက်10တန်းနဲ့10တန်းဝန်းကျင်လောက်ရှိမယ်လို့ထင်တယ်အဲ့တော့အခုလက်ရှိမြန်မာနိုင်ငံသားတွေရဲ့ passport ကုန်သွားတဲ့အခါမှာ passport တက်တန်းတို့ကိုမြန်မာနိုင်ငံကိုပြန်ရမယ်ဆိုတဲ့အတိုင်းအတာမျိုးတွေရှိတယ်အဲ့ဒါမျိုးနဲ့ပတ်သက်ခါကျတော့ဒီ passport ကိုတက်တန်းတိုးမပေးရင်မပြန်ဘူးเนาะဒီတိုင်းနေမယ်နောက်တစ်ခုကဒါကိုတော့เนาะ NUG နေနဲ့လုတ်တင်တာတစ်ခုပေါ့เนาะဒါသူတို့ပြောတာဟိုကျွန်တော်ပြည်သူတို့ပြောတာအဲ့ကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က passport เนาะစကားစားထုတ်ပြီးတဲ့ passport ကုန်သွားလို့ရှိရင်သူ့အစားထိုးပေးဖို့အတွက် NUG အနေနဲ့ NUG ကနေ passport တစ်ခုထုတ်ပေးတဲ့အချက်လက်အားလုံးက copy ပဲလေအားလုံး copy လုပ်လိုက်မှာဒါကအစ်စ်လုပ်တော့မဟုတ်ဘူးမြန်မာနိုင်ငံသားဖြစ်ကြောင်းစီစစ်เสียမလို့ဘာကြောင့်သူဟာမြန်မာနိုင်ငံသား passport ကင်ဆောင်ပြီးသားဟာကင်ဆောင်ထားပြီးသားဟာတက်တန်းကုန်သွားတာဖြစ်တယ်ဒါကြောင့် NUG အနေနဲ့ passport တက်တန်းကုန်သွားတဲ့သူတွေကို NUG ကနေထုတ်ပြီးတဲ့မြန်မာနိုင်ငံသား passport တွေကိုကင်ဆောင်ဖို့အတွက်เนาะတကဘာလုံးကနိုင်ငံမြန်မာနိုင်ငံသားတွေကိုရိုက်ထုတ်ပေးရမယ်เนาะ passport တစ်ခုဗျာဒေါ်လာ20ဆိုတော့မှရပုံငွေအများကြီးရမယ် passport တက်တန်းရိုက်ထုတ်ရင်ဒေါ်လာ30ရမယ်เนาะနောက်တစ်ခုကပြဿနာရှာခြင်းနဲ့ဆိုရင်ကဘာပေါ်မှာရှိရဲ့လေစိတ်ပေါင်း300လောက်မှာတပြိုင်တည်းအဲ့ဒီ passport ကင်ပြီးလေရင်စီးဖို့လုပ်လိုက်ဒီ passport ကိုခွင့်မပြုဘာလို့ညာလို့ဆိုကဘာပေါ်မှာပေါ့လေရင်ခွင့်ပေါင်း300မှာပြဿနာတက်မှာအနည်းဆုံးလူ3000လောက်ပြဿနာတက်လို့ရှိရင်အဲ့ဒါ issue ကြီးပဲကဘာမှာကုလသမဂ္ဂခေါင်းကိုက်ပြီဟေးငါတို့ကနော်တကားငါတို့နိုင်ငံသားပဲဒါကငါတို့အစိုးရပဲငါတို့ကဒီ passport ပဲဒါကိုလုံးဝလက်မခံနိုင်ဘူးဟုတ်မနော်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်နော်အဲ့ဒီအစိုးရကြီးခေါင်းကိုက်ပြီအဲ့ဆိုရင်ငါတို့ကဒီမှာငါတို့နေလို့နိုင်ငံသားပေးငါတို့အဆိုင်လန်ခံပဲဒီလိုပြဿနာရှာလိုက်မယ်ဆိုတော့ဒီကိစ္စ issue ကြီးဖြစ်သွားမှာဟုတ်ပြီနော်အဲ့လို issue ကြီးဖြစ်သွားရင်ပြည်သူ့ဘက်ကနာစိတ်လို့မရဘူးတခုလုပ်ပြရတော့မှတရားကမ္ဘာနိုင်ငံအသီးသီးကိုအကဟိုဘာတော့သူ့နဲ့စားထုတ်ပြရမှာဟုတ်နော်စားထုတ်ပြရတော့မှာအဲ့တော့မြန်မာနိုင်ငံရေးဟာကြာနေပြီမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လက်ရှိစစ်ကောင်စီရဲ့နော်ဒီလိုဒီကုလသမဂ္ဂရဲ့နော်တောင်းဆိုချက်နော်အချက်5ချက်ကိုလည်းမလိုက်နာဘဲနေလို့ဖြစ်တော့ဒီလိုပြဿနာကြီးအများကြီးဖြစ်နေတယ်ဒီအတွက်ကြောင့်သက်ဆိုင်ရာနိုင်ငံတွေနဲ့မြန်မာနိုင်ငံသားတွေက passport တက်တန်းကုန်နေကြမယ်ဆိုရင် NUG အစိုးရရဲ့ passport အတိအမှန်မပြည့်ရတော့မှလက်ရှိအတိုင်းဆက်လက်ပြီးတော့အကန့်အသတ်မရှိနေထိုင်ခွင့်ပေးရန်ပန်ကြားအပ်ပါသည်ဆိုတော့လူ့ခွင့်ရေးကော်မရှင်ကစာထုတ်ပေးရတော့ဒီလို issue ဖြစ်အောင်လုပ်အောင်ပြဿနာတော့ရှာပေးရမှာပဲလေဟုတ်တယ်နော်အာယုံစိုက်ခံခြင်းပြဿနာရှာပေးရမယ်နော်အဲ့တော့အဲ့အတွက်လဲပေါ့နော် NUG ဆိုရကိုပြည်သူတွေကထောက်ခံနေတယ်ဆိုရင်ပြည်သူတွေကဒီကိစ္စကိုလိုက်ပါဆောင်ရွက်မှာပဲ passport ကိုဒေါ်လာ20ရိုက်မှာပဲဒါကိုလည်းကန့်ကွက်လို့မရဘူးဘာကြောင့်ဆိုတော့မျိုးငကိုတည်းကမြန်မာနိုင်ငံသား passport ရှိပြီးသားဒါကိုတက်တန်းတူလုံးလိုက်တဲ့သဘောပဲအဲ့တော့ပြဿနာတော့လည်းရှာမှရမရှာပဲလေဆိုမရဘူးအဲ့တော့ဒီကျွန်တော်တို့ကဒီကုလသမဂ္ဂနဲ့ international ပေါ့နော်နိုင်ငံအသီးသီးကိုပြဿနာရှာပြမယ်အဲ့ပြဿနာရှာဖို့အတွက်အလုပ်တင်ဆုံးအလုပ်ကတော့ passport ကုန်သွားတဲ့လူတွေကို NUG ကနေ passport ထုတ်ပေးရမယ်တပြိုင်နက်တည်းကမ္ဘာနိုင်ငံအသီးသီးမှာဒီ passport ပဲဆက်ကင်ပြီးတော့ဒီ passport ဒါလည်းငါတို့ကအတိမတ်ပြုရမင်းတို့အတိမတ်ပြုနေငါတို့ကဒီ passport ရဲ့အတိမတ်ပြုမှာငါနိုင်ငံသားငါနိုင်ငံရဲ့အခွင့်အရေးပဲနော်အဲ့လိုမျိုးပေါ့နော်တက်တန်နဲ့ထွက်အောင်
ကျွန်တော်တို့ပြည်သူတွေကိုတင်ပေးပြီးတော့မှပြဿနာရှာလိုက်မယ်ဆိုလို့ရှိရင်တော့ကုလသမဂ္ဂငယ်တွေမွေပေါက်သွားပြီနိုင်ငံအသီးသီးရလည်းပဲဘယ်သူမှလက်ခံမထားခြင်းဘူးနိုင်ငံသားတယောက်ကိုဘယ်သူမှလက်ခံမထားသူနိုင်ငံသားဘယ်သူမှလက်ခံမထားခြင်းဘူးမဖြစ်လို့သာခဏတစ်ပြုတ်ယာယီတက်တန်းတိုးပြရမှာနော်အဲ့တော့အခုလေကိုရီးယားနိုင်ငံမှာဆိုရင်တချို့passport တက်တန်းကုန်သွားတာတွေကိုဆက်လက်ပြီးနေထိုင်ခွင့်ပေးထားတယ်လို့လည်းကြားတယ်သို့တော်လည်းပဲနော်ဒါနဲ့ပတ်သက်ပြီးတော့နော်နေထိုင်ခွင့်ပေးထားရုံတင်ပုံခီးသွားခွင့်မှာရဖို့အတွက်နော် NUG ဆိုရတာထုတ်ပေးတဲ့ passport ကိုနော်လက်မခံခြင်းလဲလက်ခံလာအောင်အဲ့လိုပြဿနာရှာပေးရလိမ့်မယ်လို့ထင်တယ်ဟောဒါကနည်းနည်းကြီးလာပြီနောက်တစ်ခုကတော့အကောက်ခွန်မပေးရေးပေါ့ဒါကိုကျွန်တော်တို့အခွန်မပေးရေးလှုပ်ရှားရမှာပေါ့အဲကြောင့် passport အသစ် NUG က passport တဆောင်ထုတ်ပေးပြီဆိုရင်အခွန်ပေးစရာမလိုတော့တာနောက်ထပ်တက်တန်းတိုးစရာလည်းမလိုတော့ဘူးလေကို့မှာ passport ရှိနေပြီဟုတ်နော်မင်းတို့အတိမမကျွေးနေငါတို့အစိုးရတော့ NUG ပဲငါတို့ဆိုတာဒီအစိုးရပဲနော်အဲ့လိုမဟုတ်တော့မင်းတို့ငါ့ကိုမင်းတို့နိုင်ငံမှာနေခွင့်ပေးဒီလိုတောင်းဆိုရမယ်အဲ့လိုတောင်းဆိုရင်တကယ်ဒီလူခွင့်ရဲ့သဘောတရားအရာနော်ကုလသမဂ္ဂလူ့ခေကော်မရှင်ကညင်နေလို့မရတော့ဘူးနိုင်ငံတကာကို request လုပ်အရေးပေါ်အစည်းအဝေးထိုင်ရမှာထိုင်ပြီးလို့ရှိရင်ဒီလိုလုတ်ထိုက်တဲ့အနေအထားမျိုးကုလသမဂ္ဂမှာကိုပါနောက်ထပ်ဥပဒေအသစ်တွေထွက်လာတော့မှာနော်ဒါလုတ်တယ်လို့ထင်တယ်နော်အဲ့တော့မြန်မာနိုင်ငံတကာမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ဒါကိုဝိုင်းဝန်းစဉ်းစားပြီးတော့နော်လုတ်တယ်လုတ်ရဲတယ်ဆိုလို့ရှိရင်ဝိုင်းဝန်းစဉ်းစားတိုင်ပင်ပြီးတော့ညာတို့အဖေကြီး NUG ကိုနော်တိုက်တွန်းကြည့်ပေါ့နော်ကျွန်တော်ကတော့ဒါယူကြောင်ပြောနေကြံပေးတာပါနော်အဲ့တော့ထွေထူးတော့မရှိပါဘူးနော်ပြောစရာတွေလည်းကုန်နေပြီဘာလို့တင်တယ်ဘာလို့ပဲညာလို့ပဲအကုန်လုံးကုန်နေပြီအဲ့တော့ပြောစရာသိမရှိတော့ဘူးကျွန်တော်ကတာဝန်ကျေတယ်လို့ဖြစ်သွားပြီနော်အဲ့တော့နိုင်ငံတော်ထူထောင်ရေးကိစ္စတွေပဲပြောစရာရှိတယ်အဲ့တော့လက်ရှိဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ဒီတိုင်းဆက်သွားမနိုင်စရာအကြောင်းမရှိဘူးလက်လျှော့စရာအကြောင်းလည်းမရှိဘူးညှိနှိုင်းစရာအကြောင်းလည်းမရှိဘူးနိုင်ပါပဲနော်ပို့တိုက်မှုတွေအတွက်လည်းမစိုးရိမ်နဲ့နော်ပို့တိုက်မှုတွေလည်းမစိုးရိမ်နဲ့နော်အဲ့တော့တော်လိုင်းကြီးကတော့ရှုံးသွားစရာအကြောင်းမရှိဘူးเนาะအဲ့တော့ဘာနာကနဲ့ပကဖာနဲ့ပို့တိုက်လို့ပကဖာရှုံးမယ်ဘာနာကရှုံးမယ်เนาะပြည်သူကတော့နိုင်ပါပဲတော်လိုင်းကြီးကတော့နိုင်ပါပဲเนาะအဲ့ကကြတော့เนาะအဲ့တဲ့ဘာမှမပူနဲ့เนาะအဲ့တော့အလုံးကျမ်းပါအောင်နေကျွန်တော်တော်လိုင်းကြီးကအဆုံးသတ်တော့မယ်เนาะအများကြီးလဲကြဲကြဲပြည့်ပြည့်ကြီးလဲကျွန်တော်သိပြီးတော့မသုံးသပ်ချင်ဘူးเนาะကျွန်တော်လည်းဘာကောင်မှမဟုတ်ဘူးမင်းဘာကောင်လုံးနဲ့မေးတယ်လူများနေပြီဆိုတော့ကျွန်တော်လည်းဘာကောင်မှမဟုတ်ဘူးကျွန်တော်လည်းဘာမှမသိဘူးကျွန်တော်ဝါသနာပါလို့ယူကြောင်မပြောနဲ့ရှောက်ပြောနေတာဖြစ်တယ်เนาะအဲ့တော့အဲ့ဒါကျွန်တော်ကလည်းပြည်သူတွေကိုကျွန်တော်ပြောပြနေတာဖြစ်တယ်เนาะအဲ့တော့ပြည်သူတွေအနေနဲ့ကျွန်တော်ပြောတာတွေကနေပြီးတော့เนาะဒီအယူဇက်ကဒီလောက်ကလေးတော့မစိုးပါဘူးဆိုရင်လက်ခံခြင်းလက်မခံခြင်းနေဟာအဲ့လှုပ်ခြင်းလှုပ်ခြင်းဒါသဘောတယောက်ကိုယ်တော့ကိုယ်ဆောင်တာလေเนาะဒီတော်လန်ရေးကြီးကိုပါဝင်ဖို့เนาะပါဝင်ခြင်းပါဝင်လို့ရတယ်မပါဝင်ခြင်းမပါဝင်လို့ရတယ်လူတိုင်းမှာလွတ်လပ်ခွင့်ရှိတယ်เนาะကိုလူစိတ်ရှိတယ်ထင်ရင်เนาะကိုလူစိတ်ရှိရထင်ရင်ရို့တန်ဖိုးထားရင်เนาะကိုအနာဂတ်ကိုတေးကြခြင်းရင်ကို generation ကိုเนาะကို generation ကိုဆက်ပြီးတော့เนาะဟိုလူမဆန်တဲ့အစိုးရမှာဆက်ပြီးမထားခြင်းမှုဆိုရင်တော်လန်ရုပ်ပါတယ်မပါလည်းမအောင်ဖြစ်မပါတော့လေဒီအစိုးရအောက်မှာနေလိုက်ပေါ့ဟုတ်လားအစ်စေးပဲလေဟာကိုလည်းနေကိုသားသမီးလေးဆက်နေပေါ့ပါခြင်းနဲ့ဒီလိုမနေခြင်းမှုဆိုရင်ပါပေါ့ဒီတော်လန်ရုပ်အမြန်ပြအောင်လုပ်ပေါ့เนาะအားလုံးကရွေးချယ်ပိုင်ခွင့်ရှိတယ်ဘယ်သူကမှမြတ်တော်လန်ရုပ်မပါမနေရလို့ဇွတ်ဝိုက်လုတ်ပြောနေတာမရှိဘူးသို့တော့စန့်တော့မစန့်ကျင်တယ်စန့်ကျင်တော့တုံးပါဟုတ်နော်မပါခြင်းအေးစင်းနေဒီဒေါ်လာရုပ်ကိုပြက်ပြားအောင်လုပ်မယ်နှောက်ရှက်မယ်ဆိုတဲ့လူကတော့ဒေါ်လာရဲ့ရံပြည့်တုတ်ခံမှာနော်အဲ့လိုတော့ရှိတယ်နော်အဲ့တော့ဒါပါပဲကျွန်တော်တို့ပြောစရာတွေကုန်နေပြီနော်အဲ့တော့အလုံးကျမ်းပါအောင်နေပါဒါကတော့ကျွန်တော်စိတ်ကူးရတဲ့နော်စိတ်ကူးရတဲ့အကြံဉာဏ်လေးတစ်ခုကိုပြပြကြည့်တာပါနော်အဲ့တော့လာမဲ့စနေနေ့ကျရင်တော့ကျွန်တော်ဖိတ်ခေါ်ထားတာရှိပါတယ်ကျွန်တော်အနေနဲ့နော်အဲ့ဒီစကားပြောပြရင်တော့ကျွန်တော်ပြက်ထင်မြင်ချက်တွေကိုကျွန်တော်သုံးသပ်ပြမှာဖြစ်ပါတယ်နော်အဲ့တော့ပြောချင်တာကတော့တော်လေးတိုင်ကိုနိုင်မှာဆိုတဲ့အကြောင်းပဲသို့တော်လည်းမလုပ်ရမလဲဒီတိုင်းဆက်သွားဖို့လိုတယ်လုတ်လက်စအတိုင်းဆက်လုပ်ဖို့လိုတယ်အရင်တော့လို့30မလူနိုင်လို့ရှိရင်တစ်ကြက်လူအောင်နော်ဘာမှမလူနိုင်လို့ရှိရင်လည်းပဲနာ
စိတ်ဓာတ်ရေးရတဲ့အပေအောင်ဒီတော်လန်ကြီးအပေါ်မှာနိုင်ကိုနိုင်ရမယ်ဆိုရယ်ယုံကြည်ချက်ကိုမပြောက်စေနဲ့နော်မျောလင့်ချက်တွေကလည်းအများကြီးမြင်နေရပြီဒါကိုဆက်သွားဖို့ပဲလို့လေတော်လန်ကြီးကပြီးတော့မှာတကယ်ပြီးတော့ပြီးကန်ကြီးနေပြီနော်ပြိုပြီးဆိုပြိုပြီးဆိုရင်ပြိုဖို့ကျွန်တော်ကြိုးစားနေရတယ်ပြိုပြီးဆိုလို့ရှိရင်ဘယ်သူမှထိမရဘူးနော်အဲ့လေးပြောချင်ပါတယ်အဲ့တော့အားလုံးပဲကျမ်းမာအောင်နေကြပါကောင်းတာတွေကိုတွေးကောင်းတာတွေကိုပြောပြီးကောင်းတာတွေကိုလုပ်လို့ရှိရင်ကောင်းတာတွေဖြစ်လာလိမ့်မယ်အဲ့တော့နောက်လာမယ့်စနေနေ့မှာနော်ဘယ်ချိန်လဲတော့မပြောတတ်သေးဘူးကြာကျွန်တော်အချိန်ကိုခုထိမပြောရသေးဘူးเนาะစနေနေ့ကြာရင်တော့ကျွန်တော်ဟိုဖိတ်ခေါ်ထားတဲ့အတွက်ကျွန်တော်သုံးသက်ချက်ပြောပါမယ်တိတ်မကြခင်တော်လိုင်းပြီးတော့မယ်တော်လိုင်းပြီးရင်ပကံမှာဆိုမယ်เนาะအားလုံးကျမ်းမာချမ်းသာကြပါစေခုနိုင်ပါ